တရားပြတဲ့ပုဂ္ဂိုလ်ကဘာနဲ့တူလဲတငါတယ်နဲ့တူတယ်တငါတယ်နဲ့လည်းတူတယ်ဗျနလန်ထတဲ့ပုဂ္ဂိုလ်နဲ့လည်းတူရဲ့ဘယ်လိုနလန်ထတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လဲအဲ့တော့နလန်ထတဲ့ပုဂ္ဂိုလ်ဟာဖြင့်မမားနေတော့စားကလည်းစားကျင်တာကိုနလန်ကလည်းထတော့စားကျင်အားကြီးစားကျင်ဒါကြောင့်အရိယသူတော်ကောင်းများဟာပုဂ္ဂိုလ်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တွေကိုစိတ်တန်တန်ကိန်းအောင်နေတဲ့စိတ်တွေကိုအကုန်လုံးသိထားတော့ပုဂ္ဂိုလ်တွေကိုသနာပြီတဲ့ဘယ်လိုမှမတတ်နိုင်ဘူးဘာကြောင့်လဲတဲ့ပုဂ္ဂိုလ်တို့စိတ်မှာသန္တာအောင့်နေတဲ့စိတ်က24နာရီရှိလောက်တဲ့နေ့ကလောဘဒေါသမောဟမာနဆိုတဲ့တရားတွေ12ပါးသောမိတွေဟာလောင်းနေတာတိမ်သလာတွေဖုံးနေလောဘဒိဋ္ဌိဒေါသဒိဋ္ဌိမောဟဒိဋ္ဌိမာနဒိဋ္ဌိဒီတိမ်သလာတွေကိုအကုန်ဖုံးတာမျက်စိကလည်းဖုံးနေနားကလည်းဖုံးနေနှာခေါင်းကလည်းဖုံးလျှာပေါက်ကလည်းဖုံးကိုယ်ပေါက်ကလည်းဖုံးမနှောကလည်းဖုံးတကား6ပေါက်အာယုံအာယုံ6နဲ့တိုက်ခိုက်တိုင်းလောဘတိမ်သလာဒေါသတိမ်သလာမောဟတိမ်သလာမာနတိမ်သလာဒီတိမ်သလာတွေဖုံးနေတော့ဘာမှမမြင်တော့ဘူးဘယ်သွားလို့ဘယ်လာရမှလည်းမသိဘူးဖယားမှလည်းမသိဘူးတရားမှလည်းမသိဘူးသံဃာမှလည်းမသိဘူးလောကကြီးနဲ့ပျော်ပါပြီးနေတော့ခန္ဓာပြက်ခါနေကြပြီဆိုအဲ့ဒီကြတော့မှအာကိုရှာကြောဓမြချမှအာကိုရှာလို့မရတော့ဒါကြောင့်မလို့တရားပြတဲ့ပုဂ္ဂိုလ်ကဘာနဲ့ဥပမာတူလဲလို့ဆိုနလန်ထတဲ့ပုဂ္ဂိုလ်နဲ့တူပါတယ်နလန်ထတဲ့ပုဂ္ဂိုလ်ကအမတန်ကလည်းစားကျင်တောက်ကျင်တယ်မြင်းဓမြကိုစားကျင်တယ်နလန်ထကစားဟုတ်လူမမာတဲ့နလန်ထကစားဆိုပိုက်ဆံကလည်းမရှိဘူးဝယ်စားစရာလည်းမရှိဘူးဝယ်စားစရာမရှိတော့နလန်လည်းနလန်ထကစားဆိုတော့နေခင်းကြတော့ရေချိုးကျင်တော့ရေစိတ်ဆင်းသွားတယ်ပစိုးလေးပခုံးပေါ်တင်ပြီးတော့ရေစိတ်ဆင်းသွားရေစိတ်ဆင်းသွားတဲ့အချိန်ခါကျတော့ရေစိတ်ကြတော့ရေချိုးမယ်လို့တော့နလန်ထကိုစားကလည်းစားကျင်တော့နလန်ထဖြစ်နေတော့ရေစိတ်ကြတော့ဘာကြီးသွားတွေ့လဲဆိုတော့လက်ကြီးတစ်ကောင်ကလည်းကုန်းနဲ့တဲ့နေလက်ကြီးတစ်ကောင်ကကုန်းတဲ့နေတော့ဟာဟန်ကြပြီငါပိုက်ဆံကလည်းမရှိဘူးဝယ်လည်းမစားရဒီလက်ကြီးတော့ငါတော့စားရရဲ့ဆိုပြီးတော့နလန်ထတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလက်ကြီးကိုပြေးတယ်ပြီးတော့တခါတည်းကိုဖက်တာပေါ့လေဖက်တဲ့အချိန်ခါကျတော့နလန်ထတဲ့ပုဂ္ဂိုလ်ကစားလည်းမစားရအင်းအားကလည်းမရှိအာဟာရကလည်းနေလန်းကလည်းမစားရတော့အားကလည်းမရှိဘူးနလန်ထကစားလက်ကြီးကလည်းအမတန်ဝတယ်လက်ကြီးကအာသာတယ်လက်ကြီးကအာသာနဲ့ဝတာဟုတ်လက်ကြီးကဝတော့နလန်ထတဲ့ပုဂ္ဂိုလ်ကအင်းအားလည်းမရှိဘူးလူမမာကိုအခုမှနလန်ထကစားဆိုတော့ तू ကအင်းအားမပြည့်စုံလက်ကြီးကဝတော့လက်ကြီးကအာသာပြေးတော့ငါတော့လက်သားစားရရဲ့ဆိုပြီးတော့ပြေးတော့ဖက်ထားပြေးဖက်လိုက်တော့လက်ကြီးကတဖြည်းဖြည်းယုံတော့ကုန်းပေါ်ကနေပြီးတော့နလန်ထတဲ့ပုဂ္ဂိုလ်ကလက်ကြီးဖက်လိုက်တော့လက်ကြီးကဝတာကိုဝတော့လက်ကြီးကအာသာသွားတယ်တဖြည်းဖြည်းရေစက်ကိုတခါတည်းယုံသွားတော့နလန်ထတဲ့ပုဂ္ဂိုလ်ကလည်းဖက်ထားပေါ့လက်သားစားရမလားလို့ဖက်တယ်ဖက်ပေတယ်လက်ကြီးကအာသာတော့တဖြည်းဖြည်းသွားလိုက်ရွေ့နဲ့လက်ကြီးကအာသာနေတော့ကုန်းပေါ်ကနေပြီးတော့ရေစက်ရောက်သွားလက်ကြီးကဆွဲသွားနလန်ထားတဲ့ပုဂ္ဂိုလ်ကလည်းစားရနိုးနဲ့ဖက်လိုက်သွားတော့ရေစက်ရောက်သွားတော့ခြေမျက်စိလောက်ရောက်တယ်ဖက်ထားတာပဲမလွတ်ဘူးအဲ့တော့ခြေမျက်စိလောက်ကနေပြီးတော့တခါပဲဒူးကောင်းလောက်ရောက်နလန်ထားတဲ့ပုဂ္ဂိုလ်ကလည်းလက်သားစားရနိုးနဲ့စားကျင်တာတခါတော့ဖက်တာပဲမလွတ်ဘူးဒူးကောင်းလောက်ကနေပေါင်လေလောက်ရောက်မလွတ်ဘူးဖက်ထားတယ်နလန်ထားတဲ့ပုဂ္ဂိုလ်ကပေါင်လေလောက်ကနေပြီးခါရောက်ဖက်ထားတော့ပဲမလွတ်ဘူးခါကနေပြီးတော့ဘယ်တော့ဂျိုင်းလောက်ရောက်လာတဲ့အချိန်ခါရေကရှေ့လျှောက်လို့ရှိရင်လေစို့ထိုးရင်သူရေနစ်တော့မှာဟုတ်လေကြီးကအာသာသွားပြီးရေထဲရောက်သွားအဲ့တော့နလန်ထားတဲ့ပုဂ္ဂိုလ်ကလေကြီးတော့စားရမလားလို့ဖက်ထားပဲ
ဖက်ပေတဲ့လက်ကြီးကအာသာနေတော့တဖြည်းဖြည်းယုံသွားလိုက်တဲ့ဥစ္စာချီချင်းဝဲလောက်ကနေဒူကောင်းလောက်ကနေပြီးတော့ပေါင်လဲလောက်ကနေပြီးတော့ပေါင်ခွလောက်ကနေပြီးခါကနေပြီးတော့ရင်စိုးရောက်တော့မှအဲ့တော့မှနလန်ထတဲ့ပုဂ္ဂိုလ်ကငါတော့မနိုင်တော့ဘူးဒီတိုင်းငါဖက်လိုက်ပြီဆိုလို့ရှိရင်ရင်းနဲ့ထဲရောက်ပြီဆိုငါလည်းအင်အားမရှိလေကြီးငါဖက်ရတာနဲ့လည်းအင်အားကုန်ပြီငါတော့သူ့ရမှာမဟုတ်ဘူးငါတော့သူ့လွတ်လိုက်မှာပဲဒီလိုစိတ်ဖြစ်အဲ့တော့မှနလန်ထတဲ့ပုဂ္ဂိုလ်ကလေကြီးကိုဘယ်လိုပြောလဲလေကြီးရေစားအောင်စားပဲဟုတ်လေကြီးရေနင့်တခါလွတ်ပါနင့်တခါငါလွတ်ပါတယ်ငါကြတော့ဆယ်ကလွတ်ပါလို့နလန်ထတဲ့ပုဂ္ဂိုလ်ကဒီလိုပြောလိုက်အခုလည်းပဲတောင်ဥက္ကလာပကဒကာတော်မဒီလက်ကြီးလိုပဲတရားပြတဲ့ပုဂ္ဂိုလ်ကတော့အမတန်အပယ်လေးပါလွတ်တဲ့ခြင်းလို့လာပြီးတော့တခါတဲ့အပယ်မှခံပြီးတော့ပြပါလေဗျာအဲ့ဒီတော့လက်ကြီးလိုပဲမိမိရတော့ဖက်တာပဲအသိဉာဏ်တွေကိုတော့တခါတဲ့ပြီးနေတာပဲပြီးပြီတဲ့တခါတဲ့ကိုလက်ကြီးကအာသာနေတော့သမာဓိနားနဲ့မနာနိုင်တော့ဥပမာဘာနဲ့တူလဲတဲ့ရှင်သေးစီဟာသင်္ကီရွှေခွက်နဲ့ထဲမှာနာသင်္ကီရွှေခွက်နဲ့မှမထဲလို့ကြီးပလားနဲ့ဓမ္မလားနဲ့ထဲလိုက်ပြီဆိုလို့ရှင်ရှင်သေးစီကရိုးကြသွားမနာဘူးအဲ့ဒါကြောင့်မလို့တရားဆိုတာလည်းပဲနားနဲ့မနာပါနဲ့လို့မနှောစိတ်နဲ့နာလိုက်ပါလို့ဆွဲသွားနားနဲ့နာလို့ရှိလို့ကတော့ခဏလေးနာပြီးပြန်သွားအတကားပဲမနှောစိတ်နဲ့နာလိုက်ပြီဆိုရင်ဆွဲလန်းသွားပါလိမ့်မယ်အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေလည်းပဲတရားပြတရားဟောတဲ့ပုဂ္ဂိုလ်ကလေကြီးဥပမာလိုပဲစားရမလားလို့တော့ဖက်တာပဲဖက်ပေတဲ့လေကြီးကအာသာနေတော့လေကြီးကအာသာနေတော့နလန်ထားတဲ့ပုဂ္ဂိုလ်လိုလေကြီးရေနင့်တခါလွတ်ပါတယ်ငါကြတော့ဆယ်ခါလောက်လွတ်ပါလို့ဒီလိုပဲပြောရမှာပဲဘာကြောင့်လဲတဲ့လေကြီးကအာသာလို့ဒါကြောင့်မလို့အရိယသူတော်ကောင်းများဟာအတိတ်အနာကပြစ္ဆုတ်ပံကာလ၃ပါးရှိတဲ့အနေကကိုယ်စိတ်ကလေးကိုစစ်ထားတော့ပုဂ္ဂိုလ်တွေဟာအတိတ်စိတ်ကိုလည်းသိတယ်ပြစ္ဆုတ်ပံစိတ်ကိုလည်းသိတယ်အနာဂတ်စိတ်ကိုလည်းသိတယ်ကာလ၃ပါးကိုထိုးထွင်းပြီးတော့ဝိဇ္ဇာပညာဖြစ်နေတော့တဦးတယောက်ကိုကြည့်လိုက်ပြီဆိုလို့ချင်းဒီပုဂ္ဂိုလ်ဟာဘာစိတ်လဲဆိုတာစိတ်ကိုအရင်ကြည့်အတိတ်စိတ်ပြစ္ဆုတ်ပံစိတ်အနာဂတ်စိတ်ဒီလိုကြည့်လာလိုက်တယ်ဆိုတဲ့ကအရိယာများဟာရုပ်ကိုကြည့်တာမဟုတ်စိတ်ကိုကြည့်အကြောင်းကိုကြည့်လိုက်တာဟုတ်ဒါကြောင့်မလို့ပုဂ္ဂိုလ်ကိုလာလိုက်လို့ရှိရင် तू ဘာစိတ်ဖြစ်နေပြီလဲဆိုတာစိတ်ကိုကြည့်လိုက်တယ်စိတ်တန်တာကြည့်လိုက်တဲ့ချိန်ကကိုယ်စိတ်ကိုစစ်ထားတော့သူများစိတ်ကြီးအကုန်သိတော့ဒါကြောင့်မလို့အရိယသူတော်ကောင်းများဟာလောကကဘာသူကဘာသားများကြည့်လိုက်ပြီဆိုရင်စိတ်တန်တာနေဒါကြောင့်ဘုရားကလည်းသဗ္ဗညုတရွှေညာတော်ရလာတဲ့အချိန်ခါကျတော့ဘယ်လိုညှိတယ်လဲတဲ့ဘုရားကငါတရားနဲ့တော့ကဘာသူကဘာသားလောကသူလောကသားငါတရားကိုလည်းအမတန်သိနိုင်ဖို့ဟာအလံခဲရင်ပါတယ်ကဘာသူကဘာသားငါတရားကိုလည်းအမတန်သိနိုင်ဖို့ဟာအလံခဲရင်ပါတယ်ကဘာသူကဘာသားတတ္တဝါတို့မြည်ဒီမှာကိတ်အောင်နေတာကလောဘဒေါသမောဟမာနတရားတွေဖုံးကာပြီးတော့တိမ်တလာတွေဖုံးနေတဲ့ဥစ္စာငါတရားကသစ္စာ၄ပါးတရားတော်မြတ်ကြီးကသောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာယဟန္တာတို့ရတဲ့သစ္စာ၄ပါးအဘိဓမ္မာတရားတော်မြတ်ကြီးကအမတန်ခက်ခဲနဲ့သိမ်မွေ့တဲ့နူးညံ့တဲ့တရားတော်မြတ်ကြီးဟာပုရုဇဉ်တို့ပြီးကောင်းတဲ့တရားတွေမဟုတ်ပါလားဖရာတော်မှာဟောခြင်းတဲ့စိတ်တရားပြခြင်းတဲ့စိတ်မဖြစ်ပါဘူးဗျာအဲ့ဒီလိုမဖြစ်တော့မှအဲ့တော့မှဗြဟ္မာပြည်ကြီးကသဟာပတိဗြဟ္မာမင်းကြီးကနေပြီးတော့ဆင်းပြီးတော့မှန်လားပါဖရာလောကသူလောကသားဟာဖြင့်ပညာရှိပုဂ္ဂိုလ်ပါရမီရင့်တာနဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဗျာအရှင်ဘုရားတရားများဆိုဆုံးမဩဝါဒပေးပါဗျာပညာရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်အသိ
ရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဗျာအသိမရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဗျာအရှင်ဘုရားပြောတယ်လို့လောဘဒေါသမောဟမာနတရားတွေဖုံးကာပြီးတော့တိမ်တလာတွေဖုံးနေတဲ့ပုဂ္ဂိုလ်ကလည်းအများကြီးရှိပါတယ်ဗျာတိမ်တလာတွေလွင့်ပါပြီးတော့ပညာမျက်စိညာမျက်စိသဘောမျက်စိတွေဟာဖြင့်တတ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဗျာအရှင်ဘုရားဖုံးကာထားတဲ့မှောက်ထားတဲ့အရာဝတ္ထုဟာဗရမ ्या လုံးကြီးဟာကြီးပလားကြီးနဲ့မှောက်ထားတဲ့ဥစ္စာဟာဖြင့်အရှင်ဘုရားကြီးပလားကြီးလှမ်းပြလိုက်လို့ရှင်ဗရမ ्या ပြေတန်နဲ့ငမောက်အမတန်အယောင်လင်းနဲ့ဓာတ်ကြီးကိုမြင်လာလို့ရှိလို့ရှင်ဖြင့်အရှင်ဘုရားတရားများဟာဖြင့်ဟောကြားဆုံးမဩဝါဒပေးပါအရှင်ဘုရားလို့သဟာပတိဗြဟ္မာအမင်းကြီးကနေပြီးတော့တောင်းပန်တော့အဲ့ကြတော့မှဘုရားကဟောဒါကြောင့်မလို့အဘိဓမ္မာတရားတော်မြတ်ကြီးဟာသစ္စာ၄ပါးတရားတော်မြတ်ကြီးဟာအမတန်ခက်ခဲနေပါတယ်လို့လူသမားနတ်သမားဗြဟ္မာသမားသိကောင်းတဲ့တရားမျိုးမဟုတ်ဘူးသစ္စာ၄ပါး